လူနာများအတွက်စိတ်ကျေနပ်မှုကိုအပြည့်အဝပေးနိုင်သောယုံကြည်စိတ်ချအားထားရဆုံးသောအကောင်းဆုံးသောကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်ထွန်ဘူရီဆေးရုံဟာလူနာများစီမှရရှိတဲ့အတွေ့အကြုံများကိုလေ့လာပြီးအချိန်နဲ့တပြေးညီပြုပြင်ပြောင်းလဲတိုးတက်အောင်ဆောင်ရွက်နေပါတယ်ရှင်။ဒါကြောင့်လေကျမတို့ရဲ့ဆေးရုံဟာကမ္ဘာအဆင့်မီဝန်ဆောင်မှုများနဲ့ဆက်ပစ္စည်းများကြောင့်ထိုင်းနိုင်ငံမှာယုံကြည်စိတ်ချအားထားရဆုံးသောဆေးရုံတစ်ရုံအဖြစ်ရည်တည်လျက်ရှိနေပါတယ်ရှင်။ထွန်ဘူရီဆေးရုံဟာ1989ခုနှစ်မေလ10ရက်နေ့မှာစတင်တည်ထောင်ခဲ့ပြီးဘန်ကောက်မြို့အနောက်ဘက်မှာတည်ရှိပါတယ်။ဘန်ကောက်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်တဲ့သုဝဏ္ဏဘူမိလေဆိပ်နဲ့ကီလိုမီတာ40လောက်သာကွာဝေးပါတယ်။ထိုင်းနိုင်ငံတစ်နိုင်ငံလုံးမှာလည်းကွန်ရက်ပေါင်း18ခုထိတိုးချဲ့ထားသောဆေးရုံအဖွဲ့အစည်းလည်းဖြစ်ပါတယ်ရှင်။ယခုအခါထွန်ဘူရီဆေးရုံမှာအထူးကုဌာနပေါင်း30ကျော်ရှိပြီးညင်းဌာနများမှာအဆင့်တန်းမှီဝန်ဆောင်မှုများပြုလုပ်ပြီးရရှိနေပါတယ်။ငါးကတင်ပေါင်း435ကတင်ရှိပြီးအထူးကုဆရာဝန်350ကျော်မှတစ်နှစ်အတွင်းပြင်ပလူနာ9သိန်းကျော်နှင့်အတွင်းလူနာ22,000ကျော်ကိုစေတနာမေတ္တာတို့ဖြင့်ကုသပေးလျက်ရှိနေပါတယ်။ဒါကြောင့်လည်းထိုင်းလူမျိုးများသာမကနိုင်ငံသားများပါယုံကြည်စိတ်ချအားထားရသောဆေးရုံတစ်ရုံအဖြစ်ရည်တည်လျက်ရှိနေပါတယ်။ထွန်ဘူရီဆေးရုံဟာထိုင်းနိုင်ငံအသိအမှတ်ပြုကျန်းမာရေးဆောင်ရှောက်မှုလက်မှတ် HA လက်မှတ်လည်းရရှိထားသောဆေးရုံတစ်ရုံလည်းဖြစ်ပါတယ်ရှင်။လူနာများအတွက်နိုင်ငံတကာအဆင့်မီစက်ကရိယာများနှင့်ဝန်ဆောင်မှုများကို24နာရီပတ်လုံးပေးနိုင်ရန်လည်းစီစဉ်ပေးထားပါတယ်။ခွဲစိတ်ခန်းစုစုပေါင်း12ခန်းရှိပြီး24နာရီပတ်လုံးဖွင့်ထားပေးခြင်းအထူးကျန်းမာကုသဆောင်မှာကတင်စုစုပေါင်း66ကတင်ရှိပြီးထွေယောဂကျန်းမာကုသရေးအတွက်32ကတင်နှလုံးယောဂကျန်းမာကုသရေးအတွက်73ကတင်အသက်ရှူလမ်းကြောင်းနဲ့ဆိုင်သောယောဂများကုသရေးအတွက်17ကတင်အုံနောက်နဲ့အာယုံကြောယောဂများကုသရေးအတွက်10ကတင်ဆိုပြီးအထူးကျန်းမာဆောင်ကိုယောဂတွေအလိုက်နဲ့ခွဲခြားထားပေးပါရရှင်ထွန်ဘူရီဆေးရုံရှိဒန်းအောင်ကြီးဌာနမှာလည်းနောက်ဆုံးပေါ်စက်ကရိယာများဖြစ်တဲ့ CT scan 64 slide MRI နဲ့ PET system များကိုအသုံးပြုပြီးယောဂများရှာဖွေပေးလျက်ရှိပါတယ်ရှင်။စက်ကရိယာများအပြည့်အစုံပါရှိပါသောပြန်လည်ထူထောင်ရေးဌာနA pharmacy robot တောက်စေရွေးချယ်တဲ့ဆက်နေအိမ်နဲ့မချအလွန်ပင်ကောင်းမွန်လှပသော VIP President အခန်းများလည်းရှိပါတယ်ရှင်။ကျန်းမာရေးပြုစုဆောင်ရှောက်မှုများကိုစဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်အောင်ပြုလုပ်နေသောထွန်ဘူရီဆေးရုံမှာအထူးပြုထားသောဌာန5ခုရှိပါတယ်။အယိုးအဆင့်မြင့်ယောဂဌာနအယိုးနဲ့အဆင့်မြင့်ယောဂများအတွက်ဝါရင်သမားတော်ကြီးများအယိုးအထူးကုဆရာဝန်ကြီးများမှအကောင်းဆုံးသောကုသမှုများဝန်ဆောင်မှုများကိုပေးနေပါတယ်။အယိုးနဲ့အဆင့်မြင့်ပုံသက်တမ်းမမှန်သောငွေရပါယောဂများအသက်အရွယ်ကြောင့်ပျက်စီးမှုများကိုလည်းကုသပေးလျက်ရှိပါတယ်။ဒူးခေါင်းနဲ့တင်ပစုံရိုးအစားထိုးကုသမှုများကြောရိုးချင်းယောဂကုသမှုများ
ခြေချင်းဝတ်နဲ့ခြေကြောင့်ပုံသက်တမ်းမှန်သောယောဂများကိုလည်းကုသပေးသည့်အပြင်အားကစားကြောင့်ရရှိလာသောဒဏ်ရာများကိုလည်းခေတ်မီနည်းပညာများဖြင့်ကုသပေးလျက်ရှိပါတယ်။အုံနောက်နဲ့အာယုံကြောယောဂဌာနအုံနောက်နဲ့အာယုံကြောယောဂများအတွက်လည်းယောဂရှာဖွေပေးခြင်းခွဲစိတ်ကုသပေးခြင်းနဲ့ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများပြုလုပ်ပေးနေပါတယ်။လေဖြတ်လူနာများအတွက်24နာရီပတ်လုံးကုသပေးခြင်းလေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းထိတ်ခတ်နာယောဂများပါကင်ဆန်ယောဂအတက်ယောဂများအတွက်လည်း sleep lab များထားရှိပေးပြီးကျွမ်းကျင်သောဆေးဘက်ဆိုင်ရာအဖွဲ့များမှ monitor လုပ်ပေးသောဝန်ဆောင်မှုများလည်းရှိပါတယ်ရှင်။အစာအိမ်နဲ့ဥလန်းချောင်းယောဂဌာနအစာအိမ်နဲ့ဥလန်းချောင်းယောဂများအတွက်ဝါရင်သမားတော်များနဲ့နောက်ဆုံးပေါ်စက်ကရိယာများအသုံးပြုပြီးယောဂများရှာဖွေပေးလျက်ရှိပါတယ်။အစာအိမ်မှန်ပြောင်းနှင့် ERCP ကို24နာရီပတ်လုံးရရှိနိုင်ရန်ဆောင်ရွက်ထားပေးခြင်းထို့ပြင်အစာအိမ်နဲ့ပတ်သက်သောယောဂများအစာအိမ်သွေးယိုစိမ့်မှုများအစာအိမ်နဲ့အသည်းကင်ဆာများအတွက်လည်းကုသပေးလျက်ရှိပါတယ်ရှင်။နှလုံးယောဂဌာနနှလုံးယောဂများအတွက်အတိအကျဆုံးသောအကောင်းဆုံးသောနည်းပညာကိုအသုံးပြုပြီးယောဂရှာဖွေပေးလျက်ရှိနေပါတယ်။နှလုံးသွေးကြောနဲ့ပတ်သက်သောယောဂများအတွက် balloon angioplasty ဘောလုံးနဲ့သွေးကြောချဲ့ခြင်းနှလုံးသွေးကြောများကိုလဲလှယ်ပေးခြင်းနှလုံးအဆို့ရှင်များကိုပြန်လည်ပြုပြင်ခြင်းစသည်ဖြင့်နောက်ဆုံးပေါ်နည်းပညာများအသုံးပြုပြီးကုသပေးနေပါတယ်။အမျိုးသမီးကျန်းမာရေးဌာနအမျိုးသမီးကျန်းမာရေးအမျိုးသမီးနဲ့ဆိုင်သောယောဂများနဲ့ပတ်သက်ပြီးနောက်ဆုံးပေါ်စက်ကရိယာနည်းပညာများဖြင့်ကုသပေးနေပါတယ်။သားဖားမိရဲ့ယောဂများရင်သားနဲ့ဆိုင်သောယောဂများကင်ဆာယောဂများကုသပေးသည့်အပြင်အသားရည်ထိန်းသိမ်းလိုသောအမျိုးသမီးများအတွက်လည်းလေဆာကုထုံးများဖြင့်ကုသပေးနေပါတယ်။ကမ္ဘာအဆင့်တန်းမီဝန်ဆောင်မှုများကြောင့်ထွန်ဘူရီဆေးရုံဟာနိုင်ငံသားများယုံကြည်စိတ်ချအားထားရတဲ့ဆေးရုံတစ်ရုံအဖြစ်ထိုင်းနိုင်ငံမှာရပ်တည်လျက်ရှိနေပါတယ်။နိုင်ငံခြားသားလူနာများအတွက်အင်္ဂလိပ်၊ဂျပန်၊အာရပ်နဲ့မြန်မာစကားပြန်များထားရှိပေးခြင်းကျန်းမာရေးအာမခံထားသောလူနာများအတွက်အာမခံဝန်ဆောင်မှုများပြုလုပ်ပေးခြင်းတန်ယုံဗီဇာနှင့်ပတ်သက်သောဝန်ဆောင်မှုများလေဆိပ်အကျိုးအပို့ဝန်ဆောင်မှုဟိုတယ်အကျိုးပို့ဝန်ဆောင်မှုများပြုလုပ်ပေးခြင်းအစ္စလာမ်ဘာသာဝင်များအတွက်ဟာလာအစားအစာနှင့်ဖျားရှိခိုးခန်းများစီစဉ်ထားရှိပေးခြင်းစသည့်ဝန်ဆောင်မှုများကိုပေးလျက်ရှိပါတယ်ယခုအခါထွန်ဘူရီဆေးရုံဟာထိုင်းနိုင်ငံတွင်အဆင့်အတန်းမီသောနောက်ဆုံးပေါ်နည်းပညာများစက်ကရိယာများကိုအသုံးပြုသောအရေးအသွေးပြေဝပြီးတာလွန်သောဝန်ဆောင်မှုများပေးနေသောပုဂ္ဂလိကဆေးရုံတစ်ရုံအဖြစ်ရည်တည်လျက်ရှိနေပါတယ်။ဒါကြောင့်သင်၏ကျန်းမာရေးအတွက်စိတ်အချရဆုံးသောဆေးရုံဖြစ်တဲ့ထွန်ဘူရီဆေးရုံကိုလာရောက်ဖို့ဖိတ်ခေါ်ပါရစေရှင်။